여러분 안녕하세요. 디체로는 코리안 랑귀지 나의 파운더 디체부ဖြစ်ပါတယ်ဒီနေ့မှာတော့ဒီချက်တို့ဒီတစ်ပတ်တနင်္ဂနွေနေ့မှာ topic စာမွေးနဲ့လာတော့မှာဖြစ်တဲ့အတွက်ကြောင့် writing နံပါတ်54မှာပါနိုင်တဲ့နဲ့ပတ်သက်ပြီးတော့ပြောပြတော့မှာဖြစ်ပါတယ်ပေါ့နော်ရဲဆမွန်းချက်အနေနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ပါမပါတော့ချက်တို့စာမွေးရောက်မှကြည့်ရမှာဖြစ်ပါတယ်အဲ့ဆိုရင်တော့အရင်တစ်ပတ်ကတော့အရှိနေ့မှာချက်တို့တပုတ်တင်ထားပြီးဖြစ်တဲ့အတွက်ပထမနေ့ဆုံးအနေနဲ့ပြီးထားတာကတော့ရဲဆမွန်းချက်54ပေါ့နော်54တော့ကိုပဲတော့ထားတယ်အချိန်106ချိန်မြောက်အခုနောက်ပိုင်းမှာဘာတွေအများကြီးဖြစ်လာတာလဲနဲ့ပတ်သက်ပြီးတော့ base ထားတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်주제အရင်တစ်ခါတော့제가 동네 가치에 대한 뭐ပြောပြထားတယ် 현대 사회에서 아구 번호 루무리 달고 포함아 온라인 학습의 장점과 단점에 대해 쓰고 온라인 분야의 유문에 부터 비로마 당전의 장점을 뼈뼈 비로마 자신의 의견을 ဒီကိုယ့်ရဲ့အမြင်ကိုပြောကြည့်ကြရအောင်ပေါ့အဲ့မှာဆိုရင်သူကအချက်၃ချက်ပေးထားပါမယ် online 학습의 장점 ကောင်းတဲ့အချက် 단점 မကောင်းတဲ့အချက်နဲ့ကိုယ်ကိုယ်တိုင်ကဒီအပေါ်မှာဘယ်လိုထင်မြင်ယူဆတာလဲပေါ့မူတည်ပြီးတော့ဒီခြေလို့သွားလို့ရမှာဖြစ်ပါတယ်ဆိုရင် okay နောက်တစ်ရက်ကိုသွားကြည့်ရအောင်ပြောမယ်ဆိုလို့ရှိရင်အားလုံးလည်းအဆင်ပြေအောင်ဆိုပြီးတော့အလယ်မှာပဲပေါ့နော်5 6ပုံစံမျိုးလေးနဲ့ရေးထားပေးပါတယ်တကယ်လို့ကိုကအဲ့ထက်ကောင်းတာတွေရေးချင်တယ်ဆိုလည်းရတယ်ဒါမှမဟုတ်အဲ့ထက်ရော့ရေးမယ်ဆိုလည်းရတယ်အဓိက idea ရတော့ပေါ့နော် 현대 사회에서는 아구디니 타이무부아마가로를 인터넷 기술의 인터넷 리빈야리의 발달로 인해 또담물이네 받다비로마 온라인 합숙이 빠르게 확산되고 있다. 뼈면서는 실제로 온라인 디 learning လုပ်တဲ့ကိစ္စတွေကအများကြီးဖြစ်လာတဲ့အတွက်ကြောင့်မလို့디 온라인과 အများကြီးကိုကျေပြန့်တိုးတက်လာတယ်ပေါ့ 이에 따라 단에 받다비로마 많은 사람들이 루အများစုကတော့ 시간과 장소, အချိန်နဲ့ 내야 디마소인 디시야 2ခုထည့်ထားတယ်ပေါ့နော် အချိန်နဲ့ 내야에 제약 없이 공부할 수 있는 뼈매세는 아침 언니하고 간다 참시 베네 리라로 야를 빠원체 다 굽실라래 루루더러 미미아 두게래 디체로 우마 온라인 리라면서အပြင်လဲ သွားစရာမလို internet ရှိုံနဲ့ရတယ်အချိန်ဆိုရင်လည်း video class လိုမျိုးလို့ maybe ကိုယ့်ဟာကို study လုပ်နေတဲ့ဟာမျိုးဆိုရင်အချိန်ရောနေရအောင်မလို့ပေါ့နော်ပထမအဆုံးအနေနဲ့ဒီကတော့ 장점ကိုပြောရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ 장점은 에마스인 먼저 온라인 합수의 가장 큰 장점은 디마스인 짜이다 병이로 야래 디세가로 아지마소 대야무가로 시간과 비용은 절약할 수 있다는 점이다. 아체이에 공자세기 예고 쇼차베이라는 전략하다서 최다래서 하변어 학생들은 장다리야로 이동 시간을 줄일 수 있고 이동 시간 소다 코네르코 쉬시에 코네르코 쉬샤레서 하면 뼈메스ino 또야라의 아체가 따라와 마피비로 비교적 저량한 비용 ရှင်ကြည့်မယ်ဆိုရင်တကယ်တော့အပြင်တန်းနေနဲ့ online တန်းနေဆို online တန်းဈေးတက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါရဟန်ကောင်းဝီတို့သူတို့수 있다 ပြောမယ်ဆိုရင်အပြင်တန်းတွေကိုတက်လို့ရှိရင်ဒီချက်တို့ဒီတန်းဆိုဒီတန်းတစ်ခုပဲတက်လို့ရမယ်ဟာကိုအခုကကြောင့်အများကြီးတက်လို့ရမှာဖြစ်ပါတယ်တဲ့ ပြောမယ်ဆိုရင်တော့တချို့ online မှာဆိုရင်ကိုကြိုက်တဲ့ဒီ 강의 ဆိုတာပြောမယ်ဆို lecture တွေကိုကိုကြိုက်တယ်လို့နားထောင်လို့ရတယ်또한ဒါပြီးတော့ဘာတောင်ထပ်ကောင်းသေးလဲဆိုတော့ထပ်ပြောစင်တာဖြစ်တဲ့တချို့ 또한ထပ်ပြီးတော့မှ 반복 학습이 가능하여 이해도가 낙점 부분도 다시 합숙할 수 있다는 것도 중요한 장점이다. 중요한 장점이다. 디체로 디마발로 디체가 디마 스가리오 어시이사 뼈탈레서 topic 5 6 targetကို ရစင်တာဖြစ်တဲ့အတွက်ကြောင့်ကိုကတကယ်လို့ဒီလိုပုံစံအတိုင်းမဟုတ်ဘူးရေးချင်တယ်ဆိုလည်းရတယ်ဒီချက်ဒီမှာပြောချင်တာကတော့ online တန်းတွေကတော့ bamboo hasbi ဆိုတာကအချင်းချင်းခါခါလေးလာလို့ရတဲ့အတွက်ကြောင့်မလို့ကိုကနားမလည်ရင်တောင်မှဒီအပိုင်းကိုပြန်လေ့ကျင့်လို့ရတယ်ဆိုတဲ့ဟာမျိုးကအရေးကြီးတယ်ကောင်းတဲ့အချက်လို့သတ်မှတ်လို့ရတယ်ပေါ့ဒါအပြင်ဒီချက်ကအပေါ်မှာ장점ကိုပြောခဲ့တာဖြစ်တဲ့အတွက်ကြောင့် negative ကိုပြောတော့မှ 장점ဆိုရင် သူ့ရဲ့ opposite ကိုပြောမှဖြစ်တဲ့အတွက်하지만을 썼တယ်ပေါ့နော် online 합숙에는 장점도 존재한다. 막가운의 찰레 시바레 안의 찰레 시바레 가장 큰 문제는 디마디체가 가장 큰 장점은 똥내 디마시 가장 큰 장점은 뼈레야레 다마바올로시 문제는 디체야로 병동타바에 집중력이 떨어질 수 있다는 점이다. 뼈매진 디체로 온라인 안에 뱀내는 때나 뼈대를 디 아용 수사이무 아래가 아연 내려와를 번호 집에서 공부할 겨울 앵안에 비로마 살리라는 지니마 주변 환경에 방해를 받기 쉽고 뼈매서는 고와 에이마 살리라라 뼈대를 빡wen진 디번호 주변 빡wen진에 방해를 안나오셔되고 야시라면 오바시 고와 사তে니에 사전이래 비행아 루리에 안나오셔되 수라 비행아 뼈라시나에 예거데마 루시야 묘소모노 비에 자기 관리 능력이 부족하면 꼬꼬꼬라 온라인에 받다비로 매니지먼트 လုပ်တာက 부족하면 မလုံလောက်ခဲ့ဘူးဆိုရင် 학습 효과가 낮아질 수 있다. 사대난에 받다비로마 고의 예진이가 짜러나이나뮤시게 또한 타비로마 교수자와 직접 소통이 부족하여
တချို့တို့စာတင်ပေးတဲ့လူဒီ GYOSU တွေနဲ့ပေါ့နော်စာတင်ပေးတဲ့လူတွေနဲ့ TikTok ဆိုထုံးကြီးထိုက်ရိုက်ဆက်တွယ်မှုကနေပါတယ်ပေါ့နော်ပြောမယ်ဆိုရင် online ဖြစ်တဲ့အတွက် internet connection မကောင်းတာ maybe တခြားသောအချိန်တော်အတွင်းမှာလုံအောင်လောက်အောင်တင်ရတာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ 중간적인 질문과 답변이 어렵는 한계도 있다. 뼈면서 있는 꼬니 시아시아만의 예니야메 하가래 시야메 어빙고 시아시아마 빼야메 어피가래 뽑이တော့နောက်ကျတာမျိုးအခက်ခဲမျိုးစုံမျိုးရှိနိုင်တယ်လို့ဒီချေကမြင်တယ်ပေါ့နော်ဒီမှာကတော့နောက်ဆုံးကတော့ဇာကီရဲ့စင်ကကိုပြောမှာဖြစ်တဲ့အတွက်ဒီချေကတော့နာနနဲ့ရေးထားပြီးတယ်နာန online 학습이 online ဒီပေါ့နော်စာတင်တာကတော့매우အရန်ကိုပဲ 융용한 교육 방법이라고 생각한다.အရန်ကိုပဲကောင်းတယ်အရန်ကိုပဲအဆင်ပြေတယ်အချက်တစ်ချက်လို့စဉ်းစားထားပါတယ်တဲ့ 물론 방점도 있지만 대사방 안에 레시피에 이로 보완하기 위해서는 알람 요거 넣고 들어가러 자기 주도 학습 능력이 기르고 필요한 경우 로아데 가마 온라인 수업과 병행하는 것이 좋다. ကဏ္ဍတွေကိုပေးနိုင်မယ်လို့ထင်ပါတယ်လို့ရေးထားတာပေါ့နော်ဒါကတော့ဒီချင်းရဲ့အမြင်လေးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကတကယ်လို့အိတ်ပုံစံမဟုတ်ဘူးတခြားဟာမြင်နေဆိုရင်လည်းရေးလို့ရတယ်ပေါ့နော်ဒါကတော့ topic 54မှာပါနိုင်တာဖြစ်တဲ့နောက်ထပ်ဒီပေါ့နော် online 학습နဲ့ပတ်သက်ပြီးတော့ရေးထားပေးတာဖြစ်ပါတယ်ရှင်တကယ်လို့ဒီမိကုံးလေးနဲ့သက်ဆိုင်တဲ့ဒီမိကုံးလေးနဲ့နည်းနည်းလေးဆင်တဲ့ဟာလေးပါလာနိုင်မယ်ဆိုရင်ကျောင်းသားကျောင်းသူတွေ idea ရဖို့အတွက် sharing လုပ်ပေးလိုက်ပါတယ်နော် bye bye